နန္ဒနေယပဒနံဗုဒ္ဓံဝန္ဒာမအာတရံယရဏဂေသတုဒ္ဓသတ္တာဒါနတွင်ခေါ်ရွှေကြောင်းတော်၌သမတံတံအဘိဓမ္မာခုနှစ်ကျမ်းလွန်တင်ဆန်းသည့်ရွှေကြောင်းတော်မြတ်ကိုသာဝေညုတာဗုဒ္ဓတဖြင့်ခုနှစ်ပတ်လုံးမပြတ်သုံးသတ်တော်မူပါဗေဒသောဒေဝတံကေမေရောမိနာတာအမှုတာ၍ခါစားရောက်လာတောင်းစကဝမနတ်မြမပေါင်းသူတော်ကောင်းတို့ကိုအနန္တနယပဋ္ဌာနံအဘိဓမ္မာခုနှစ်ကျမ်းအဝင်ပါမဟာပကရဏတွင်ခေါ်အနန္တနယပဋ္ဌာန်းကျမ်းတော်ကြီးကိုသူရေတကံနတ်တို့နေယဝတိတ္တမဗန္ဓုကပလာမြတ်ကြောက်ပြ၌ဝါတွင်3 လခသမယဝေမြတ်ထုတ်ဘောဟောကြားတော်မူပါဗေဒသောဗုဒ္ဓံသဗ္ဗညုတကုံကိုလုံးခြုံသည့်လုံးစုံတတ္တဝနတ်မြမပေါင်းတို့ထက်တူပဲပြိုင်ကင်းတရားမင်းဖြစ်တော်မူသောမြတ်စွာဘုရားကိုမယံတရားဟောတရားနာဖြစ်ကြကုန်သောတပည့်တော်တို့သည်အာတရံကာယဝစီမနတိ3 ရက်တို့ဖြင့်မပြအစဉ်လွန်ကြည်လင်ရိုသေစွာဝန္နာမသာသနာတော်အရှိခန့်၍တည်တံ့စေရန်မြတ်ဒိဋ္ဌံဖြင့်အဖန်ဖန်ကြည်နူး၍ရှိခိုးပူမျောလိုက်ကြပါကုန်၏အရှင်ဘုရားသဗ္ဗနာရံသိတာဝန္တံသကဝလပရံပရံယာဝိဇဒနာတံဝိဇံဓမ္မံဝန္ဒမအာတရံသကဝလပရံပရံလေးကျွန်းတမြတ်မို့ဥရဟောခေါ်ညာဆုံးပိုင်ခြားမရှိတေသဟတိမဟာတဟတိလောကတကြီးနှင့်တကဝစัจ java လာဆင့်ဆင့်တိုင်အောင်သဗ္ဗနာရံတိဒါဝန္တံညိုရွှေနီဖြူမောင်းမှုတဲ့ချက်ပြူပြူပြက်ပြက်တလက်လက်သောရောင်ချီတော်တို့ဤပျော်မြူတဲ့သက်အောင်တဲ့နှင့်တဲ့ဘွယ်မကဇတာကာသာဆုံးစားမရှိအောင်ပြေးသွားခြင်းရှိ၍ယာဝေဇဒနာတံဝေဇံပဋ္ဌံဒေသနာဟောတိခာမယနေ့ကြအောင်မူလပဂတိထင်ရှားရှိပေထသောဓမ္မံမဟာပဋ္ဌံလွန်ထူးဆန်းသည်အံခမံဘွယ်မဆုံးမြတ်ဗုဒ္ဓ၏ဒေသနာတော်အလုံးကိုမယံတရားဟောတရားနာဖြစ်ကြကုန်သောတပည့်တော်တို့သည်အတရံကာယဝ